1940 ခုနှစ်ရုရှားနိုင်ငံမော်စကိုမြို့ပြင်ဘက်တွင်ရေဒီယိုကြေးနန်းတပ်ဖွဲ့မှအငယ်တန်းဒုတိယဗိုလ်နီကိုလိုင်အိုင်ပစ်ရှက်ကင်ကဘာစီလီအမည်ရှိရဲဘော်ငယ်တဦးနှင့်အတူဟောင်းနှမ်းနေသောထရက်ကားတစ်စီးကိုမောင်းနေခဲ့သည်ကိုမြင်တွေ့ရမှာဖြစ်ပါတယ်။ရန်သူများလမ်းမသွားစေရန်နီကိုလိုင်ကဘာလင်နှင့်မော်စကိုသို့ညွှန်ပြနေသောလမ်းညွှန်ဆိုင်းဘုတ်ကိုဖျက်တောက်လိုက်ပါတယ်။ထိုစဉ်ဂျာမန်ပန်ဇာတင့်ကားတစ်စီးရုတ်တရက်ပေါ်လာပြီးသူတို့ကိုပစ်ခတ်ခဲ့ပါတယ်။တင့်ကားအရာရှိအဖြစ်လေ့ကျင့်ထားဘူးသောနီကိုလိုင်ကထရက်ကားကိုကျွမ်းကျင်စွာမောင်းနှင်ပြီးတင့်ကားပစ်ခတ်မှုများကိုရှောင်ရှားနိုင်ခဲ့သဖြင့်ဒဏ်ရာမရဘဲလွတ်မြောက်ခဲ့ကြပါတယ်။နောက်ပိုင်းတွင်နက်ဖီလိုဗာကျေးရွာရှိဌာနချုပ်၌ကပတိန်မစ်ခေးသူ၏တရင်တွင်တင့်ကားဆိုလို့တစည်းတည်းသာကျန်ရှိတော့ကြောင်းနှင့်တင့်ကားမှုလည်းမရှိတော့ကြောင်းအထက်အရာရှိထံအစီရင်ခံခဲ့ပါတယ်။ကပတိန်ကလည်းပြင်းထန်စွာဒဏ်ရာရရှိထားပြီးဥဆောင်နိုင်ခြင်းမရှိတော့တော့လဲနောက်ဆုံးအချိန်ထိတိုက်ခိုက်ရန်အမိန့်ပေးခြင်းခံထားရတဲ့အတွက်ကံကောင်းစွာဖြင့်နီကိုလိုင်ရောက်ရှိလာပြီးထိုကြံရှာဤနေသောတင့်ကား၏တင့်ကားမှုအဖြစ်ချက်ချင်းခန့်အပ်လိုက်ပါတယ်။နီကိုလိုင်သည်တင့်ကားမှုတည်ဆုံသွားခဲ့သောပျက်စီးနေသည့်314တင့်ကားကိုဦးစီးရန်တာဝန်ပေးခြင်းခံရသည့်စစ်မျက်နှာပြင်တွင်သူ၏ပထမဆုံးနေ့ဖြစ်သောကြောင့်ရဲဘော်များကသူဦးဆောင်မှုကိုတန်တရားဝင်ခဲ့ကြပါတယ်။နီကိုလိုင်ကသူသည်ဂုံတူးဖြင့်ကြောင်းဆင်းခဲ့သူဖြစ်ကြောင်းပြောကြားခဲ့ပြီးတင့်ကားပြင်ဆင်ရာတွင်ပြင်းရည်နေကြသည့်ရဲဘော်များကိုချိန်မောင်းခဲ့ကာဗျူဟာအစည်းအဝေးသို့မသွားမီတင့်ကားကိုပြင်ဆင်ရန်နှင့်ခဲယမ်းမီးကျောက်များအပိုအမြောက်များတင်ဆောင်ထားရန်အမိန့်ပေးခဲ့ပါတယ်။ဒီလိုနဲ့နောက်တစ်နေ့မှာပဲဂျာမန်အရာရှိယာဂါနှင့်သူ၏တပ်ဖွဲ့ကတစ်ပင်တန်းနောက်ွယ်မှကျေးရွာကိုစောင့်ကြည့်နေခဲ့သည်ရုရှားများအစီအစဉ်တစ်ခုခုလှုပ်ဆောင်နေသည်ဟုယာဂါကယုံကြည်ပြီးရှေ့သို့တိုးရန်အမိန့်ပေးခဲ့သည်သို့သောနီကိုလိုင်နှင့်သူ၏အဖွဲ့တပ်ကယာဂါ၏တင်ကားတပ်ဖွဲ့အတွက်ကင်းပုံဝတ်ဆောင်ဆိုင်နေခဲ့ခြင်းဖြစ်သည်ဂျာမန်တင်ကားများအကွာဝေးတွင်သို့ရောက်ရှိလာသောအခါယာဂါသည်မှန်ပြောင်းဖြင့်ကြည့်ရှုရာဝေးတွင်အမြောက်တစ်လက်ကိုတွေ့ရှိခဲ့သည်သို့သောထိုအမြောက်မှာဂျာမန်များကိုလှည့်စားရန်တစ်သားဖြင့်ပြုလုပ်ထားခြင်းဖြစ်သည်ဂျာမန်များလှည့်စားခံလိုက်ရပြီးထိုအမြောက်ကိုပစ်ခတ်ရန်အမိန့်ပေးခဲ့သည်ထိုစဉ်ကောက်ရိုးပုံအောက်တွင်ပုံကွယ်နေသောနီကိုလိုင်၏314တင်ကားသည်ကြီးတစ်တောင်ထဲဖြင့်ဂျာမန်တင်ကား2စီးကိုဖျက်ဆီးပစ်ခဲ့သည်နောက်ထပ်တင်ကားတစ်စီးကိုထပ်မံပစ်ခတ်ခဲ့ပြီးဒီနေရာပေါ်သွားသောကြောင့်ကြီးအတွင်းသို့ပြောင်းရွှေ့ပုံခိုခဲ့သည်ဂျာမန်စစ်သားများကခြေလျင်တက်ဖြင့်တုံ့ပြန်ခဲ့တော်လဲရုရှားတို့၏314သည်နောက်ထပ်ဂျာမန်ပန်ဇာတင်ကားတစ်စီးကိုထပ်မံဖျက်ဆီးခဲ့သည်စုစုပေါင်းဂျာမန်တင်ကား6စီးကိုဖျက်ဆီးနိုင်ခဲ့သည်နောက်ဆုံးတွင်ယာဂါ၏ဦးဆောင်တင်ကားနှင့်နီကိုလိုင်၏314တို့ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီးစီးချင်းထိုးပစ်ခတ်ကြရာတင်ကား2စီးစလုံးပျက်စီးသွားပြီးရုရှားတင်ကားအဖွဲ့ဝင်ထက်ဝက်ခန့်သေဆုံးခဲ့သည်နီကိုလိုင်သည်တင်ကားတွင်မှထွက်ပြီးပြင်းထန်စွာဒဏ်ရာရထားသောဒရိုင်ဘာစတီဗန်ကိုဆွဲထုတ်ခဲ့သည်ထိုအချိန်တွင်ယာဂါသည်လည်းတင်ကားတွင်မှထွက်လာပြီးနီကိုလိုင်ကိုတနက်ဖြင့်ပစ်ခတ်ခဲ့ကာဒဏ်ရာများကြောင့်သတိလစ်သွားခဲ့သည်နီကိုလိုင်နှင့်စတီဗန်တို့သည်တုံ့မှန်အဖြစ်ဖမ်းဆီးခြင်းခံလိုက်ရသည်3နှစ်အကြာ1944ခုနှစ်ဂျာမနီနိုင်ငံတူရင်ဂျီယာရှိစစ်တုံးမန်းစခန်းသို့အကျဉ်းသားများရောက်ရှိလာခဲ့သည်စခန်းမှုသည်ရုရှားအကျဉ်းသူအာညာဘာသာပြန်ပေးမှုဖြင့်အကျဉ်းသားများကိုချိန်ချောက်ခဲ့သည်နီကိုလိုင်သည်အမိန့်ကိုမနာခံသည့်အတွက်စခန်းမှုကသူ့အားနှိပ်စက်ညှဉ်းပန်းသည့်အထူးယူနစ်သို့ပို့ဆောင်ခဲ့သည်နီကိုလိုင်သည်3နှစ်မြအကျဉ်းချခံခဲ့ရတော့လဲသူ၏အမည်နှင့်ယာဒူးကိုထုတ်ဖော်ပြောကြားခြင်းမရှိခဲ့ပေသို့တော်လဲယာဂါသည်စခန်းမှတ်တမ်းမှာတပ်ပုံမှတဆင့်နီကိုလိုင်ကိုမှတ်မိသွားခဲ့သည်ယာဂါသည်12ကြိမ်မြောက်တင်တန်းအတွက်လေ့ကျင့်ရေးပြိုင်ဘက်အဖြစ်အသုံးပြုရန်ရုရှားစစ်တုံးမန်းများထဲမှကျွမ်းကျင်တင်ကားအဖွဲ့ကိုစုစည်းခွင့်ရရှိခဲ့သည်ယာဂါသည်အာညာမှတဆင့်နီကိုလိုင်အားကမ်းလှမ်းခဲ့ရာစတင်တွင်နီကိုလိုင်ကညှင်းဆန်ခဲ့တော်လဲအာညာ၏အသက်ကိုချိန်ချောက်ခံရသဖြင့်နောက်ဆုံးတွင်သဘောတူခဲ့ပြီးသူ၏အမည်နှင့်ယာဒူးကိုထုတ်ဖော်ပြောကြားခဲ့သည်နီကိုလိုင်သည်စစ်တုံးမန်းများထဲမှတင်ကားအဖွဲ့ဝင်3ဦးကိုရွေးချယ်ခဲ့သည်တစ်စတီပန်ဒရိုင်ဘာနှင့်စီရာဖင်314တင်ကားကြီးဖြစ်သူ3ဒေမီယန်ဂျာမန်တို့တင်စီရမိထားသော85တင်ကား၏ဖြစ်ကူသူတို့အားတင်စီရမိထားသော314တင်ကားတစ်စီးကိုပြင်ဆင်ရန်အမိန့်ပေးခဲ့သည်တင်ကားအတွင်းမှရုရှားစစ်သည်များ၏အလောင်းများကိုဖယ်ရှားစဉ်မပေါက်ကွဲသေးသောကြီးစံများနှင့်လက်ပစ်ဗုံးအချို့ကိုတွေ့ရှိခဲ့ကြသည်ထိုခဲယမ်းများကိုတေဆုံးသူစစ်သည်များ၏အလောင်းများနှင့်အတူလေ့ကျင့်ရေးကွင်းအစွန်ရှိကြောက်တင်ချိုင်အတွင်းတိုင်ပင်၍ဝတ်ထားခဲ့ကြသည်နီကိုလိုင်သည်ထွက်ပြေးရန်အစီအစဉ်ကိုရေးဆွဲခဲ့သည်အာညာသည်ယာဂါ၏ရုံးခန်းမှမြေပုံနှင့်ထွက်စာရွက်ကိုခိုးယူနိုင်ခဲ့သောကြောင့်သူတို့နှင့်အတူထွက်ပြေးရန်သဘောတူခဲ့သည်လေ့ကျင့်ရေးလေ့ကျင့်ခန်းစတင်ချိန်တွင်နီကိုလိုင်နှင့်အဖွဲ့သည်ဝတ်ထားသောခဲယမ်းများကိုပြန်လည်ထုတ်ယူခဲ့သည်တင်ကားအတွင်းမှမိခိုးငွေများထုတ်လွှတ်၍တွာလာလှုပ်ရှားမှုကိုဖုံးကွယ်ခဲ့ကြသည်တင်ကားတွင်လက်နက်မပါဟုထင်မှတ်ထားသောဂျာမန်တို့သည်မမျှော်လင့်ဘဲပထမဆုံးပန်တာတင်ကားပစ်ခတ်ခံရသောအခါအံ့အားသင့်သွားခဲ့ကြသည်ထို့နောက်ဒုတိယမြောက်ကြီးစံဖြင့်ကြည့်ရှုရေးမျှော်စင်ကိုတိုက်ရိုက်ပစ်ခတ်ခဲ့ရာအရာရှိအများပြားသေဆုံးခဲ့သည်314တင်ကားသည်လေ့ကျင့်ရေးကွင်း၏ပင်မတကားကိုဖြိုခွဲကာမိုင်းကွင်းများကိုရှောင်ရှား၍ထွက်ပြေးနိုင်ခဲ့သည်စခန်းပြင်ပရှိဘတ်စကားမှတ်တိုင်တွင်စောင့်ဆိုင်နေသောအာညာကိုတင်ဆောင်ကာစက်ခိုစလိုဘေကီယာဘတ်သို့ဦးတီမောင်းနှင်ခဲ့ကြသည်လန်ခီတွင်မြို့တစ်မြို့၌လိုအပ်သော73စီအဝတ်စားနှင့်အစားအစာများကိုရယူခဲ့ကြသည်ယာဂါသည်ရဟတ်ယာဉ်ဖြင့်314ကိုလိုက်လံရှာဖွေခဲ့ပြီးကလင်းနယ်မြို့ငယ်လေးတွင်ပန်တာတင်ကားလေးစီးဖြင့်ပုံကွယ်တိုက်ခိုက်ရန်ပြင်ဆင်ခဲ့သည်ညအချိန်တွင်
34တင်ကားသည်မြို့အတွင်းသို့ဝင်ရောက်လာပြီးဂျာမန်တင်ကားများနှင့်ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့သည်နီကိုလိုင်၏အဖွဲ့သည်မြို့အတွင်းတိုက်ပွဲတွင်ဂျာမန်တင်ကားများကိုတစီးပြီးတစီးဖျက်ဆီးနိုင်ခဲ့သည်နောက်ဆုံးတွင်ယာဂါနှင့်နီကိုလိုင်တို့သည်မြစ်ပေါ်ရှိကြောက်တရားထက်တွင်စီးကျင်းထိုးတိုက်ခိုက်ခဲ့ကြသည်တင်ကားနှစ်စီးစလုံးအပြင်းထန်ပျက်စီးသွားခဲ့တော်လဲနီကိုလိုင်၏တင်ကားကယာဂါ၏တင်ကားကိုတရားအဆုံးသို့တွန်းပို့နိုင်ခဲ့သည်ယာဂါသည်တင်ကားအတွင်းမှတွားထွက်လာခဲ့ပြီးနီကိုလိုင်ကိုတနက်ဖြင့်ပစ်တက်ရန်အော်ဟစ်ခဲ့သည်သို့သောနီကိုလိုင်ကဂယုဏတက်စွာဖြင့်လက်တွဲကူညီရန်ကမ်းလှမ်းခဲ့သည်ယာဂါသည်နီကိုလိုင်၏လက်ကိုနှုတ်ဆက်သည့်အနေဖြင့်လက်ဆွဲနှုတ်ဆက်ခဲ့တော်လဲနီကိုလိုင်၏ကယ်တင်မှုကိုညင်းဆန်ကတရားပေါ်မှမြစ်အတွင်းသို့တေဆုံးရန်ပြုတ်ကျသွားခဲ့သည်တင်ကားချင်းကျိုးများပျက်စီးသွားသဖြင့်နီကိုလိုင်နှင့်အဖွဲ့ဝင်များသည်ဒဏ်ရာရရှိထားသောဒေမီယန်ကိုထန်းစင်ဖြင့်ထန်းကာမြို့ပြင်ပရှိအာညာနှင့်ပြန်လည်ဆုံစည်းခဲ့ကြသည်